နဲ့ပဲ color grading လုပ်ပါတယ် lock ကိုပဲကြိုက်တယ် lock ကိုပဲနှစ်တက်တယ် tablet နဲ့မရဘူးဖုန်းတွေကိုလုံးဝမရသေးပါဘူး yes မင်္ဂလာပါဒီရက်ပိုင်းနောက်လဲကျွန်တော် YouTube ရော Facebook ရော TikTok ရောပေါ့နော်ကျွန်တော်ဒီချားလေး run တော့မှာဖြစ်ပါတယ်ဒီချာ run ပဲမှာအခုကျွန်တော်ဒီကိုရောက်တာစားကျွန်တော်မှာအလုပ်တွေကျွန်တော်တိတ်မရှိတော့ဒီချာလေး run နေတာပေါ့နော်နောက်ကြရကျွန်တော်မသိကြအမြဲအခုဆိုနေ့တိုင်းကျွန်တော် post တင်နေတာပေါ့နော်တစ်ပတ်မှာ9-4ရက်ထိကျွန်တော် post တင်နေတယ်ပေါ့နော်အခုကျွန်တော်ပြောတဲ့အကြောင်းတော့ကျွန်တော်လာမေးကြတယ်ဒီ tablet ကြီးကဖုန်းနဲ့သုံးလို့ရလားဆိုမရပါဘူး tablet နဲ့မရဘူး iPad နဲ့တော့ရတယ် tablet နဲ့မရသေးပါဘူးဖုန်းတွေကိုလုံးဝမရသေးပါဘူးနောက်တစ်ခုကကျွန်တော် lock အကြောင်းပဲပြောတာပေါ့နော်ဘာလို့ browser online တော့ဘာအကြောင်းမပြောကျွန်တော်ဒီရဲ့ရိုးရိုးနဲ့ကျွန်တော် color grading မလုပ်ဘူးပေါ့နော်ကျွန်တော် lock နဲ့ပဲ color grading လုပ်ပါတယ် lock ကိုပဲကြိုက်တယ်ပေါ့နော် lock footage ကိုပဲကြိုက်တယ် lock ကိုပဲနှစ်သက်တယ်ပေါ့နော် DJI လည်းဒီ lock ပဲကြိုက်တယ် Apple လည်း Apple lock ပဲကြိုက်တယ် Sony ဆိုရင်လည်း S lock ပဲကြိုက်တယ် Canon ဆိုရင်လည်းကျွန်တော် C lock ပဲကြိုက်တယ် Nikon ဆိုရင်အဲ့ဒီမှာ2 lock ပဲကျွန်တော်ကြိုက်တာပေါ့နော်အဲ့လိုမျိုးကျွန်တော် color grading လုပ်ရတဲ့သဘောကျတယ်အဲဆိုဖုန်းတွေကလုံးဝမရဘူးဖုန်းနဲ့ color grading လုပ်ချင်ရင် CapCut တို့ဘာလို့တောင်းလို့ရပါတယ် CapCut ရှိပါတယ် CapCut is the best ဖုန်းနဲ့ဆိုရင်ပေါ့နော်ဘာလို့ကျွန်တော် lock နဲ့ရရကျွန်တော်ကင်မရာကွာဈေးကြီးဝယ်ပေးတာဒီ system ပေးတာဟိုမှာ Apple လည်းဒီတိုင်းပဲဈေးကြီးဝယ်ပေးတာဒီ system ပေးတာဒီလိုမျိုးရိုက်လို့ရတယ်ဒီလို quality ရတယ်ဒီလိုမျိုးကိုဝယ်ပေးတာလည်းပစ္စည်းကိုအပြည့်ဝကိုတုံးချင်လို့ဒါကိုကျွန်တော်ရိုက်တာပေါ့နော်ဥပမာဆိုဓာတ်ပုံရိုက်ကျွန်တော် raw နဲ့ရိုက်တယ်ပြီးတော့ကင်မရာနဲ့ဆို lock ရတယ်ကွာ A7 III ကျွန်တော်အခု S lock 2နဲ့ရိုက် That's it bro မိုက်တယ် Apple ကျွန်တော်အဲ့မှာအခုစက်ကွန် Pro ကင်တယ် Apple lock နဲ့ကျွန်တော်ရိုက်2ရတော့2ရိုက်တယ်ကျွန်တော် S3 ကင်ရင်လည်း S lock 3နဲ့ရိုက်တယ်ကျွန်တော်ကင်မရာမှာ raw နဲ့ရိုက်လို့ရရင်ကျွန်တော် raw နဲ့တော့ရိုက်တာပေါ့နော်ဘာလို့ဓာတ်ပုံလို့ကျွန်တော်ဘယ်တော့မှဓာတ်ပုံဆိုကျွန်တော် JPEG Pro မှာမရိုက် raw နဲ့ပဲရိုက်တယ်ကိုဝယ်ထားတဲ့ပစ္စည်းတခုကျွန်တော်အပြည့်အဝကျွန်တော်သုံးလို့ပေါ့နော် That's it အားလုံး okay အားလုံးပဲကံကောင်းချင်မြောက်ဆိုတော့ပိုင်းကြပါစေ bye bye